မင်္ဂလာပါသားတို့သမီးတို့ရေစိတ်ကူးရင်စရာတွေနဲ့ပြည့်နှက်နေတဲ့ပုံမြင်ဥယျာဉ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီဥယျာဉ်လေးထဲမှာပြောစရာကောင်းတဲ့တရိတ်ဆန်လေးတွေရဲရဲနဲ့သူရဲကောင်းတွေနဲ့သင်ခန်းစာရစရာပုံမြင်ပေါင်းများစွာရှိနေတယ်ဆိုတာသိကြပြီလားကဲဒီနေ့ရောဘလို့ထူးဆန်းတဲ့ပုံမြင်လေးတွေဖူးပွင့်နေမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်အရန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဝက်ကလေးသုံးကောင်ပုံမြင်ကိုပြောပြပါမယ်နော်ဟိုးရှိတုန်းကဝက်ညီကိုတောင်းအောင်ရှိတဲ့သူတို့နာမည်တွေကကာလီချန်ကီနဲ့ပင်ကီတဲ့လေတနေ့မှာတော့သူတို့တွေကငါတို့လည်းအရွယ်ရောက်ပြီပဲကို6ရောက်ပေါ်ကိုရက်ပြီးအပြင်လောကကြီးမှာအင်္ဂလိပ်တွေစောက်ပြီးနေကြရအောင်ဆိုပြီးအမေကြီးကိုနှုတ်ဆက်ပြီးထွက်လာကြတာပေါ့ဝက်ကလေးတောင်းအောင်ကလမ်းခွဲပြီးထွက်လာကြတာပထမဆုံးဝက်ကလေးကာလီကတော့အလုတ်ကိုပင်မမလုပ်ချင်ဘူးကွယ်အဲ့ဒါနဲ့လမ်းမှာတွေ့တဲ့စိတ်စီကကောက်ရိုးတွေကိုဝယ်ပြီးအိမ်ကိုခက်မြက်မြန်လေးစောက်လိုက်တာပေါ့ပြီးသွားပြီအဲ့လိုကောင်းလိုက်တာဆိုပြီးလူကတော့ခဏလေးနဲ့အိမ်ပြီးသွားလို့ပြောနေတာပေါ့ဒါပေမဲ့ကလေးတို့ရေအဲ့ဒီတောအုပ်ထဲမှာဘိုက်အရန်စာနေတဲ့လူစိုးဝင်ပလေကြီးဝီလီရှိနေတယ်လေဝီလီကကယ်လီရဲ့ကောက်ရိုးအိမ်ရှိကိုရောက်လာပြီးတကားကိုတောက်လို့ခောက်လိုက်ပါတယ်ဟဲဝက်ကလေးငါ့ကိုပေးဝင်စမ်းနဲ့ကာလီကကြောက်နဲ့ဟင်းပေးမဝင်ပါဘူးမင်းကလူစိုးကြီးပဲလို့ပြန်ပြောတာပေါ့အဲ့ဒီတော့ဝင်ပလေကြီးကပေးမဝင်ငါမောချလိုက်မှတော့ဆိုပြီးအသက်ကိုဝအောင်ရှူပြီးဟူးကနေမှုတ်လိုက်တာကောက်ရိုးအိမ်လေးကဖုံလေးတွေလို့လွတ်ထွက်သွားပါလေရောကာလီခမညာကဲပါအောင်ကဲကြပါအောင်နဲ့ဒုတိယဝက်ကလေးကြီးကိုအပြေးအလွှာပြေးရတော့တာပေါ့ဒုတိယဝက်ကလေးကချန်ကီကတော့တစ်သားနဲ့အိမ်ဆောက်ထားတာလေကလီကဝင်ပလေကြီးလာနေပြီမြန်တကားဖွင့်လို့អော်ပြီးအိမ်ထဲဝင်သွားတယ်ဒါပေမဲ့ဝင်ပလေကြီးကလည်းနောက်ကနေထပ်လိုက်လာပြန်ရောတောက်ငါ့ကိုပေးဝင်စမ်းလို့သူကអော်ပြန်တာပေါ့ဝက်ကလေးတွေကမရဘူးမင်းဝင်လို့မရဘူးလို့ညင်းလိုက်တော့ဝင်ပလေကြီးကအားအများကြီးထပ်ဆုလိုက်ပြီးဟူးလို့မှုတ်လိုက်တာတစ်သားအိမ်လေးလည်းတစားစီပြိုကျသွားပြန်ရောတဲ့ဝက်ကလေးနှစ်ကောင်စလုံးအသေးအတန်ပြေးရပြန်ပါပြီသားတို့သမီးတို့ဆိုရင်ရောကြောက်မှာပဲမလားအခုတော့အလိမ္မာဆုံးဖြစ်တဲ့ပင်ကြီးအိမ်ကိုရောက်လာကြပြီပင်ကြီးကတော့တခြားဝက်ကလေးတွေလိုအပျော်အပါးမမှတ်ဘူးအုတ်ခဲတွေကိုတလုံးချင်းစီတေချာစီပြီးခိုင်ခန့်အောင်စောက်ထားတာလေမြန်ဝင်ဆိုပြီးသူ့ညီကိုတွေကိုအိမ်ထဲခေါ်ပြီးတကားချက်ကိုတေချာထိုးလိုက်တာပေါ့အုတ်အိမ်ကြီးကတော့အရန်ခိုင်တာပဲဝင်ပလေကြီးရောက်လာပြီးဟူးနဲ့အချိန်မှုတ်တာပေါ့အားကုန်သုံးပြီးမှုတ်ပေမဲ့အုတ်အိမ်ကြီးကတော့လောက်တော့မလောက်ဘူးဗျာဝင်ပလေကြီးခမညာမောလုံးလို့ရှာတောင်ထွက်လာပြီအိမ်ခေါင်မိုးပေါ်ကမီးကိုခေါင်းနိုင်တဲ့ကနေခိုးဝင်မှပဲဆိုပြီးသူကကြံစီလိုက်တယ်ဒါပေမဲ့ပင်ကီကပုံညံကောင်းတယ်လေမီးကိုခေါင်းနိုင်အောက်မှာရင်နွေးအိုးကြီးတည်ထားတာဝင်ပလေကြီးခေါင်းနိုင်တဲ့ကနေရှော့ဆင်းလိုက်တာဘွန်းဆိုပြီးစူပတ်နေတဲ့ရင်နွေးအိုးလည်းကျသွားပါလေရောပူလာကြီးရဲ့ကဲကြပါအောင်ဆိုပြီးဝင်ပလေကြီးဟာဖင်ကိုလက်နဲ့အုပ်ပြီးတောထဲကိုလက်မကြည့်တမ်းထွက်ပြေးသွားတော့တာပဲအဲ့ဒီနောက်တော့သူဘယ်တော့မှပြန်မလာတော့ဘူးဝက်ကလေးတောင်းကောင်လဲအုတ်အိမ်လေးထဲမှာပျော်ရွှင်နဲ့စူပေါင်းနေထိုင်သွားကြတာပေါ့ကဲအားတို့သမီးတို့ရေဒီလိုနဲ့ဝက်ကလေးတောင်းကောင်ဟာအရန်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုရရှိခဲ့ပါတယ်အလုပ်တစ်ခုကိုမှန်ကန်လုပ်ဖို့အချိန်ယူရတာပင်ပန်းမဲ့နောက်ဆုံးမှာတော့အမြဲတမ်းလောက်ရကြုံနေပါတယ်ဒီဇလန်းလေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကယ်၍သမမီတို့ဒီဗီဒီယိုလေးကိုနှစ်သက်ခဲ့မယ်ဆိုရင် like လုပ်ဖို့မမေ့နဲ့ဘူးเนาะနောက်ထပ်ပျော်စရာဇလန်းတွေအတွက် channel ကိုလည်း subscribe လုပ်ထားပေးပါအောင်နောက်မှပြန်ဆောင်ကြပါမယ်